အားလုံးပဲမင်္ဂလာပါကျွန်တော်လွင်မှုဦး YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့9သိန်းဝန်းကျင်လောက်အသုံးပြုပြီးတော့မှကျွန်တော်ဒါ Redmi တွေကမှ price to performance ကောင်းတဲ့ဖုန်းလေးတစ်ခုချနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Redmi 15 series ကို review လုပ်ပြီးမှာပဲဖြစ်ပါတယ်ဒီကောင်လေးကထွက်လာတာမကြသေးဘူးဆိုပေမဲ့အရင်လည်းရောင်းရတယ်လူမေးလည်းအရင်များပြီးတော့မှဒီနောက်တစ်ဝန်းကျင်မှာဆိုရင်ဒါရွေးချက်တင်လို့ကောင်းတယ်ပေါ့နော်ဖုန်းလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒီ Redmi 15 series ကိုကျွန်တော် review လုပ်ပြီးမှာပဲဖြစ်ပါတယ်ပထမဆုံးသဘောကျတဲ့ချက်ဆိုလို့ရှိရင်တော့ဒီကောင်လေးရဲ့ဒီ battery ampere နဲ့ကျွန်တော်ဒီ R3 fast charging မိုင်းသူက 6000 mAh ကိုမှ 33W fast charging ထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့အားမခံမှလည်းစိတ်ပူကြမလို့ R3 ချာမှလည်းစိတ်ပူကြမလို့ဒီချက်ကတော့ဒါ budget series မှာဆိုတော်တော်လေးအားရတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကသူ့ရဲ့ဒီ design ပိုင်းပေါ့နော် Redmi ရဲ့ CC လို့ပြောလိုက်ပြီးဆိုတော့ဒါရိုးရိုးရှင်းရှင်းပဲမလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ reflection ပုံစံလေးတွေရယ်ကျွန်တော်ဒီစိန်ပုံစံလေးနဲ့ဟိုမှာနောက်ကအပြောင်သားလေးထည့်ပေးထားတာလေဒါNote C ဝန်းကျင်လောက်ဒီကိုမှာ design ပိုင်းလေးကတော်တော်လေးလာတယ်လို့ပြောလို့ရတယ်။ Screen size က 6.9 inch ကိုမှသူက battery 6000ထည့်ထားပေးတယ်ဆိုပေမဲ့ကျွန်တော်အရင်မတူပဲနဲ့ပပလေးပုံစံနဲ့မှာလက်ထဲမှာလည်း hand feeling ကောင်းတယ်။ရုပ်ရှင်ကြည့်တာဂိမ်းဆော့တာတခြား social line သုံးမှာလည်းဒါ screen ပြန်ကြဲကြဲလေးနဲ့ဟိုမှာတော်တော်လေးသုံးလို့ကောင်းတယ်တဲ့မှာပါတယ်ပေါ့နော်ဒီကောင်လေးကပြော camera design ပိုင်းလေး camera design ပိုင်းကလည်းသူက50 megapixel main camera ကိုမှကျွန်တော် dual camera ပုံစံနှစ်ခုထည့်ပေးထားတာဖြစ်တဲ့အတွက်အရင်CC လိုမျိုး camera အဝိုင်းကြီးအရင်ပြူတာမျိုးတွေမကြိုက်တဲ့လူတွေဆိုလည်းဒီကောင်လေးက camera ဖန်လေးကိုမှ4000လေးနဲ့ဟိုမှာဒါလူချက်များမဲ့အချက်ထဲမှာဒီကောင်လေးကလည်းပါတယ်နောက်ချက်အနေနဲ့ဆိုလို့ရှိရင်တော့global version အနေနဲ့ထည့်သွင်းလာတာဖြစ်တဲ့ကြောင့်မို့ကျွန်တော် Google နဲ့ပတ်သက်တာတွေ Gmail နဲ့ပတ်သက်တဲ့ဟာတွေကတော့အကုန်လုံးပြီးစဉ်တစ်ခါတည်းအသုံးပြုလို့ရတယ်နောက်ပြီးတော့ကျွန်တော်ဒါ HyperOS version 2.0 ပုံမှာ Android version 15ပါထည့်သွင်းပေးထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ OS နဲ့ကျွန်တော်ဒီ version ပိုင်းမှာလည်း update ဖြစ်တယ်လို့ပြောလို့ရတယ် RAM နဲ့8ပါဝင်ပြီးတော့မှ memory 256GB ပါထည့်သွင်းထားတာဖြစ်တဲ့ကြောင့်မို့ RAM နဲ့ ROM ပိုင်းမှာလည်းတော်တော်လေးအားရတယ်မှာပါတယ်ပေါ့နော်နောက်ချက်ကတော့သူ့ရဲ့ CPU ပိုင်း processor အနေနဲ့ကျွန်တော်ဒါ MediaTek ရဲ့ G81 Ultra ကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်မို့ပုံမှန် daily ကိုအသုံးပြုပြီးတော့မှကျွန်တော် game ပုံမှန်ဆော့တဲ့လူတွေအတွက်ဆိုတော့တော်တော်လေးအဆင်ပြေနေမှာပါတယ်ဒါပေမဲ့ကျွန်တော်ဒါ game ကိုမှလုံးဝဆော့တဲ့လူမျိုးဆိုရင်တော့ဒီ SOC ဘိုင်းကအရင်အားရတယ်မှာတော့မပါဘူးပေါ့နောက်ချက်ကတော့သူ့ရဲ့ speaker ပိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်အရင်တော့လည်းမတူဘဲနဲ့သူကultra volume မှုကိုမှသူက200ရာခိုင်နှုန်းလောက်ထည့်သွင်းပေးထားတဲ့ဆိုတဲ့ကြောင့်မို့ကျွန်တော်ဒီအတန်ပိုင်းမှာလည်းအရင်တက်ကိုပို့ပြီးတော့မှကျဲလာတယ်တွေ့ရတယ်တော်တော်လေးကျဲတယ်ပေါ့နောက်တစ်ခုကကျတော့သူ့ရဲ့ဒီ screen ပိုင်းမှာဆိုရင်ကျွန်တော်တို့က FPS LCD ကိုမှ1 millimeter ထည့်ပေးထားတာဖြစ်တဲ့ကြောင့်မို့တက်ရဆွဲရတဲ့ဘိုင်းမှာလည်းတော်တော်လေး smooth ဖြစ်တယ်နောက်ချက်ကအရင် CG နဲ့မတူတာက color ရုပ်ထွက်မှာတော်တော်လေးဆိုတယ်CG လို့ပြောလိုက်ပြီးဆိုတော့ကျွန်တော်ဒါရုပ်ထွက်ပိုင်းညာနည်းနည်းလေးမွှေးချောက်ဖြစ်တာရဲ့မိမှာတချို့အားမရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါ Redmi ရဲ့ CG မှာဆိုရင်ဒါပေမဲ့ဒီကောင်လေးမှာကတော့သူကရုပ်ထွက်ပိုင်းတွေတော်တော်လေးဆိုတာကိုတွေ့ရတယ်ရုပ်ထွက်ဆိုရတဲ့အလျောက်မှာဒါကျွန်တော်ဒီ camera ဘိုင်းတွေပိုင်းမှာလည်း color ရုပ်ထွက်ပိုဆိုမယ် camera ဘိုင်းလေးပို့ပြီးတော့မှကြည်လာတာကိုပိုပြီးတော့တွေ့ရတယ်အဓိကတော့ Redmi ရဲ့ 15C မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ price to performance ကောင်းတယ်အားခံတယ်အကြမ်းခံတယ်လူသုံးများမယ်ပြီးကြရင် social ဘိုင်းကိုတွင်နေသုံးကျင်တယ် global version ရမယ်ဒါတွေကတော့ဒီ 15C CCD ရဲ့အားသာချက်တွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့ဒီကောင်လေးကကျွန်တော်ဒါ9သိန်းဝန်းကျင်မှာဆိုလို့ရှိရင်ရွေးချယ်တင်တဲ့ထဲမှာလည်းပါတယ်သူအနေနဲ့ဆိုလို့ရှိရင်တော့ gig ကသူက3စားပါဝင်လာမှာဖြစ်ပြီးတော့ RAM 4 RAM 6 RAM 8ဆိုပြီးတော့မှ3စားရွေးချယ်ဝယ်လို့ရတယ်ဒီနှုန်းကကျွန်တော်4သိန်းကျော်5သိန်းဆိုပြီးတော့မှဒါကျန်နေတဲ့ဈေးနှုန်းဝန်းကျင်ကိုမှရွေးချယ်ပြီးဝယ်ယူလို့ရတယ်ကျွန်တော်တို့ဒီနေ့ review လုပ်ပေးခဲ့တဲ့ဒါကျွန်တော်ဒီ Redmi တွေက 15C လေးကိုကျွန်တော်တို့ဒါကြိုက်နေတဲ့လို့ပဲဖြစ်ဖြစ်ကိုတိုင်းဝယ်ဖို့ရှိတယ်ပဲဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီကောင်လေးမှာပါဝင်တဲ့အချက်လက်လေးကိုလူကြီးမျိုးသဘောကျလို့ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းဒါလေးကဈေးနှုန်းဝန်းကျင်နဲ့ဆိုဒါကိုရွေးချယ်ဝယ်ယူလို့အတင်တဲ့ဖုန်းလေးတစ်လုံးဖြစ်တယ်ပေါ့နောက်ထပ်လည်းကျွန်တော်တို့က price to performance ကောင်းတဲ့ model တွေနဲ့ကျွန်တော်ဈေးနှုန်းလူဝန်းကျင်မှာ hot ဖြစ်နေတဲ့ model တွေကို review လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ Lemo YouTube channel လေးကိုလည်း like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ